မိမမုံသောလင်းဆိုပြီးပူလေးတင်တဲ့အခါယောက်ျားမုံသောမရလည်းတင်ပေးဖို့မကြပြောလာကြလို့ဒီပူလေးကိုရသမျှရှားကြမ်းပြီးတင်ပေးလိုက်တယ်လောကမှာယောက်ျားများမနှစ်သက်တဲ့မရတွေလည်းရှိပါတယ်ဘယ်နှမျိုးလို့အတိအကျပြောဖို့တော့ခက်မယ်လူတွေကိုအကြိုက်တစ်မျိုးဆိုတာလည်းရှိတာကိုစာထဲမှာတွေ့ဘူးတာတွေနဲ့ပေါင်းစပ်ပြရမယ်ဆိုရင်ယောက်ျားများမနှစ်သက်တဲ့မယား10မျိုးထုတ်ပြလိုက်ချင်ပါတယ်။နံပါတ်1တခိုးနဲ့တူတဲ့မယားတဲ့ယောက်ျားတွေရှာဖွေထားသမျှပစ္စည်းများကိုစီးတဲ့ရေးဆဲတဲ့ကတင်းစုဆောင်းမှုမရှိဘဲနဲ့သုံးဖြုံပစ်တဲ့မိန်းမမျိုးကိုမိဘကိုဆွေမျိုးကိုမိတ်ဆွေတွေကိုမတိအောင်ကတစ်မျိုးတိအောင်ကတစ်သွဲခိုးဖို့တက်ပြီးတော့ယောက်ျားဘက်ကမိဘဆွေမျိုးမိတ်ဆွေတွေကိုတော့မပေးခြင်းတဲ့မိန်းမမျိုးအဓိကကတော့ရှာဖွေထားသမျှရသမျှငွေကြေးကိုကုံအောင်သုံးဖြုံပစ်တတ်တဲ့မိန်းမမျိုးကိုယောက်ျားတွေစိတ်ကုန်တတ်တယ်သူ့ကိုတော့တခိုးနဲ့တူတဲ့မယားလို့ဆိုတယ်နံပါတ်2အရှင်သခင်နဲ့တူတဲ့မယားတဲ့ကိုလင်သားကိုယောက်ျားကိုကြေးကျွန်းလို့သဘောထားပြီးမနာရန်ခိုင်းလူရှိမရှောင်သူရှိမရှောင်စူဆဲငေါငန်းနေတဲ့မိန်းမမျိုးယောက်ျားရှာဖို့ရသမျှပတ်စံကြတော့အကုန်တောင်းသိမ်းကိုမိုးစေဖို့လက်ဖိုက်ဘူးလေးပြန်တောင်းတော့စူစူအောက်အောက်နဲ့အော်ငေါပြီးမှပေးတတ်တဲ့မိန်းမမျိုးအဲ့ဒီလိုမိန်းမမျိုးကိုတော့အလုတ်ကိုမနာရန်ခိုင်းငွေတော့အကုန်သိမ်းမဝရည်စာပြန်ပေးတတ်တဲ့အဲ့ဒီလိုအရှင်သခင်နဲ့တူတဲ့မယားမျိုးကိုလေယောက်ျားတွေမနှစ်သက်တတ်ဘူးနံပါတ်3သူတသမားနဲ့တူတဲ့မယားကိုလင်သားကိုယောက်ျားရဲ့ကိုယ်စိန်တစ်ပါးကိုဆင်းရဲအောင်အမျိုးမျိုးအမြဲနှိပ်စက်နေပြီယောက်ျားတယောက်ရဲ့မာနကိုရိုက်ချိုးတာယောက်ျားတယောက်ရဲ့အစွမ်းစားတွေအားလုံးကိုတုံးသွားအောင်လူညွန်တုံးသွားတဲ့အထိယောက်ျားတယောက်ရဲ့ဘဝကိုတတ်ပစ်တတ်တဲ့သူတသမားနဲ့တူတဲ့မယားအဲ့ဒီလိုသူတသမားနဲ့တူတဲ့မယားမျိုးကိုလည်းယောက်ျားတွေမနှစ်သက်တတ်ဘူးနံပါတ်4အပြင်ကိုမီးပွားစေတတ်တဲ့မိန်းမကိုအိမ်တွင်းရေးကိုလင်သားနဲ့ကိုရောက်ခမတွေရဲ့မကောင်းကြောင်းတွေနဲ့ကိုအိမ်တွင်းရေးပြဿနာတွေကိုအိမ်တကာလဲရှောက်ပြောတတ်တဲ့မိန်းမမျိုးကိုယောက်ျားနဲ့ကိုရောက်ခမတွေရဲ့သိက္ခာကိုကြအောင်အိမ်တကာလဲပြီးလိုက်ချနေတတ်တဲ့မိန်းမမျိုးတွေကိုလည်းယောက်ျားတွေမနှစ်သက်တတ်ဘူးနံပါတ်5အမှိုင်များသွန်းလာတတ်တဲ့မိန်းမအိမ်ကအလုပ်တွေကိုတော့မလုပ်ခဲနဲ့အိမ်တကာလဲပြီးအိမ်အပြင်ကပြဿနာတွေကိုအိမ်တွန်းသဲဆောင်လာပြီးပြဿနာရှားနေတတ်တဲ့မိန်းမမျိုးကိုယ်တိုင်ကလည်းအိမ်တကာလဲအိမ်တကာကလူတွေကိုလည်းအိမ်ကိုခေါ်ပြဿနာဘောင်းဆောင်ကိုအိမ်မှာပြောဆိုပြီးဒိုင်းအလိုက်ခံရရန်တွေဖြစ်နေဝန်းကျင်ရဲ့ပြဿနာအမှိုက်တွေကိုအိမ်တိုက်လာတတ်တဲ့မိန်းမမျိုးကိုလည်းယောက်ျားတွေမနှစ်သက်တတ်ဘူးသူ့ကိုတော့အမှိုက်ပုံလို့မိန်းမလို့ဆိုရမယ်နံပါတ်6ရုပ်ချောသည်ဖြစ်စေရုပ်ဆိုးသည်ဖြစ်စေတန်တန်ရှင်းရှင်းမရှိတဲ့မိန်းမတန်တန်ရှင်းရှင်းမနေတတ်တဲ့မိန်းမမျိုးကိုလည်းယောက်ျားတွေမနှစ်သက်တတ်ပါဘူးဆင်းရဲသည်ဖြစ်စေမဆင်းရဲသည်ဖြစ်စေယောက်ျားတိုင်းကတော့တန်တန်ရှင်းရှင်းနေတတ်တဲ့မိန်းမတွေကိုနှစ်သက်တတ်ကြပြီးညင်ညစ်ပတ်ပတ်နေတဲ့မိန်းမမျိုးကိုလည်းယောက်ျားတွေမနှစ်သက်တတ်ကြဘူးနံပါတ်9အလိုက်ကန်းစိုးမသိစကားများလွန်းတဲ့မိန်းမမနဲ့လင်းနာနဲ့တပြစ်တောက်တောက်နဲ့မနာတမ်းနာဘူးယောက်ျားအလုပ်ပြန်လာလဲနာဘူးညအိပ်ရဝန်လဲနာဘူးသူဖြစ်ချင်တာသူရချင်တာကိုပဲသိပြီးတကူးစားစားနဲ့နာဘူးတတ်တဲ့မိန်းမမျိုးကိုလည်းယောက်ျားတွေမနှစ်သက်တတ်ဘူးအဲ့ဒီမိန်းမမျိုးကိုတော့မကြီးကောင်းလို့မိန်းမလို့ဆိုရမယ်နံပါတ်8ကံဆိုးတဲ့မိန်းမကံနေမကောင်းတဲ့မိန်းမကံဆိုးတဲ့မိန်းမကံမကောင်းတဲ့မိန်းမဆိုတာကံသုံးပါးမကောင်းတဲ့မိန်းမကိုဆိုတာကာယကံလှုပ်တာကိုင်တာလည်းမကောင်းနေနေတာထိုင်တာကလည်းမကောင်းကြမ်းကြမ်းရမ်းရမ်းနဲ့တိမ်တိမ်မွေ့မွေ့မရှိဘူးဝစီကံအပြောဆိုအဆူဆူရမ်းရမ်းဆိုင်ဆိုင်ပြောကြမ်းကြမ်းထန်ထန်ပြောစူးစူးဆဲဆဲပြောတတ်တဲ့မိန်းမမနောကံစိတ်နေစိတ်ထားလည်းမကောင်းတဲ့မိန်းမကိုလည်းယောက်ျားတွေမချစ်မနှစ်သက်တတ်ဘူးဒါတွေကတော့ယောက်ျားတွေမချစ်မနှစ်သက်တဲ့မိန်းမတွေကို10မျိုးတော့ထုတ်ပြလိုက်တာပါဒီမိန်းမ10မျိုးကိုကိုယ်တိုင်လည်းပဲကြပြားလေးတစ်ပုဒ်စက်ကြည့်လိုက်တယ်ကြပြားလေးကိုနားထောင်ကြည့်မယ်ခိုးသူအရှင်သူသက်တွင်နဲ့အပြင်မီးပွားအမှိုက်များသွင်းတန်ရှင်းမရှိများပြီစကားကံဆိုးညားကယောက်ျားတကာမကြိုက်ရသည်တဲ့အားလုံးအမျိုးကောင်းသားအမျိုးသကောင်းသမီး
ဇနီးကောင်းလင်ကောင်းများဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေ